အားလုံးပဲမင်္ဂလာပါနော်ဒီကနေ့ဝါတိုင်းနော်မြေပေါ်လာမဲ့ခုနှစ်ချက်ဆိုရင်ဗာပြဿနာညီနဲ့ကျွန်တော်လာမျှဝေပေးပါနော်ပြီးပြီဆိုရင်ချို့ဆရာလည်းသိမှုရှိတယ်နော်ချို့ဆရာသိသွားရင်ကြွကျင်သွားမယ်ဆိုရင်ကြော်သွားရရင်နော်ညီနဲ့ကျွန်တော်လာမျှဝေပေးပါဆိုတော့ဆိုင်ကယ်ကိုတိုင်ပြဲမယ်ခိုးဆိုင်မှာသွားဆရာမလို့ပါသူ့ကိုတိုင်ပဲပြင်ပါပြင်တမယ်ဆိုရင်ဒီနေ့ကျွန်တော်လာမျှဝေပေးပါနော်စော်ဖွင့်မယ်နော်စော်ဖွင့်မယ်ဆိုရင်ဒါကွယ်မြေပေါ်လာမယ်ခုနှစ်ချက်နော်ဒီကနေ့1 2 3 4 5 6ခုနော်ခုနှစ်ချက်ဆိုရင်နော်ပြတ်နာမရှိနာမီမဲ့စစ်နွေရတယ်နော်စစ်နွေရတယ်ဒါမီမဲ့ဆက်အေးချိန်မှာဆိုတော့ဆက်တအားနုခဲတယ်နော်အေးကျူအပူချိန်စိမ့်စားနော်ဒီကနေစိမ့်စားပြတ်သွားမယ်ဆိုရင်မီးပေါ်လာမယ်ခုနှစ်ချက်နော်ဆိုကက်နော်ဒီကနေဆိုကက်မှာကြီးလေးပါတက်မယ်ဆိုရင်မီးမလိုက်လို့မီးပေါ်လာမယ်ခုနှစ်ချက်နော်ဒီမီးကျိုးမှာဆိုတော့နော်ကျိုးတွေ့ပါတယ်ဆယ်လီမွန်နဲ့ ECI ထုံးနဲ့အနောက်ကျိုးနော်ဝါပြဆိုရင် ECI ထုံးနဲ့အပေါင်းကျိုးနော်ဒီကနေ EOT စိမ့်စားဒီကနေ EOT စိမ့်စားဆိုတော့လောဆိုတာတော့ဖွင့်ချင်မှာဆိုတော့ ECI လာပေးနဲ့မီးအပူဒီစိမ့်စားအကောင့်ထဲမှာအကျူပူလွယ်လို့အတွက်သူစိမ့်စားတော့မှာသူလောက်ထားမယ်ပေါ့စနုလွယ်မှုအတွက်နော်ဒီမှာနော်စိမ့်စားတော့ပြည့်သွားမယ်ဆိုရင်တချို့ပိုင်ဆိုရင်နာကွယ်မီမှာပေါ်လာမယ်တချို့ပိုင်နာကွယ်မီမှာမပေါ်ဘူးနော်ရနေစိမ့်စားတော့ပြည့်သွားရင်စစ်အေးထဲမှာဆိုတော့တအားနိုခဲတယ်နိုဥမာနို10မိနစ်တလားနော်အကျူပူအပြီးဆိုရင်စစ်နွားရသေးတယ်နော်စိမ့်စားတော့စစ်အေးထဲမှာဆိုတော့ပြည့်သွားမယ်ဆိုရင်စစ်အေးထဲမှာဆိုတော့လောဝနိုးမရဘူးပေါ့နော်အဲဒါကြောင့်နေရစိမ့်စားပြဿနာနော်လောပေါ်လုံးနီဆိုကဲလောပေါ်လုံးနီနော်အဲဒါကြောင့်ဒီလောက်ပါမယ်ပေါ့